ကျွန်တော်အခုကျွန်တော်ဒီခန်းထဲမှာရှိပြီးတော့ကျွန်တော်မျက်စိရှေ့မှာရှိတဲ့အရာဝတ္ထုရဲ့တစ်ခုချင်းကိုကျွန်တော်အသက်သွင်းပြပြီးတော့ကျွန်တော်ဒီနောက်ကပကြီးကားကိုလည်းအသက်ဝင်အောင်လို့ projector တစ်လုံးနဲ့အသက်သွင်းပြမယ်ဆိုတော့ရှုံးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Brand Content Channel ကိုကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ Immersive Technology Series ထဲရမယ် Projection Mapping ဆိုတဲ့အကြောင်းအရာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီ video ကိုစုံတဲ့အထိကြည့်လိုက်ရအောင်ဟုတ်ပြီဒါဆိုလို့ရှိရင် what is an projection mapping projection mapping ဆိုတာဘာလဲ projection mapping ဆိုတာကျွန်တော်တို့ layer of projector ဖြစ်ပါတယ် projector တွေကနေထွက်လာတဲ့အလင်းတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့အသက်သွင်းရင်လည်းအရာဝတ္ထုတွေဘယ်အရာဝတ္ထုတွေပေါ်မှာဆိုကျွန်တော်တို့အသက်သွင်းလို့ရတယ်အဲ့လိုမျိုးလုံးနိုင်တဲ့စွမ်းအားကိုကျွန်တော်ပြရရတယ်ဒီ projection mapping ကိုဒီ immersive technology series အောက်ကနေပဲကျွန်တော်သွားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီ projection mapping ကလည်း AR augmented reality နဲ့အလားတူတူတယ်။ AR augmented reality ကကျွန်တော်တို့ရှိနေပြီးသားကဘာကြီးတွေကိုအသစ်တော်အရာတွေပေါင်းထည့်ပေးတာဖြစ်ပါတယ်။ဒီ projection mapping ကလည်းအတူတူပဲကျွန်တော်တို့အသက်သွင်းခြင်းနဲ့အဆောက်အုံတွေလူတွေနဲ့ဒီအရာဝတ္ထုပစ္စည်းတွေပေါ်မှာကျွန်တော်ဗီဒီယိုတွေ animation တွေကိုကျွန်တော်တို့ကအသုံးပြုပြီးတော့အနုပညာတစ်ခုဖန်တီးမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင် projection mapping ကိုဘယ်လိုစပြီးတော့စိုက်ထူခဲ့ရလဲ။ကျွန်တော်တို့1969လောက်ကစပြီးတော့ Disneyland မှာဒီ projection mapping ကိုစတင်ပြီးသုံးပြီးပြန်ဖြစ်ပါတယ်။သူတို့ကအဲ့တုန်းကဒီမြန်မာပြည်မှာဆိုလို့ရှိရင်တရဲ6တဲ့အိမ်မျိုးပဲသူတို့စီမှာလည်းဒီလိုတရဲအိမ်ရှိတယ်။အဲ့မှာဆိုလို့ရှိရင်ပါဝင်ပြီးတော့စော့ကစားရေးလေးပို့ပြီးတော့ immersive ဖြစ်အောင်ပို့ပြီးတော့စီးမျောညွန့်ဝင်လာအောင်လို့သူတို့က projection mapping ကိုအသုံးပြုပြီးတော့ဒီလာတဲ့ audience တွေကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့တွေ့ကြုံကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ projection mapping ကိုပြုလုပ်ဖို့အတွက်ဘာလိုရလဲ။ဘာလိုရလဲဆိုတော့ပထမအဆုံးအနေနဲ့ projector ကောင်းတစ်ခုပြောတာ။ projector ကောင်းတစ်ခုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ projector ကို run နိုင်ဖို့အတွက် computer လိုအပ်တယ်။ပြောလို့ရှိရင်ဒီ projection mapping မှာကျွန်တော်တို့ဖန်တီးနိုင်စွမ်းအားတွေလူသားတွေရဲ့ခံစားနိုင်တဲ့ဒီနှလုံးသားတစ်စုံလိုအပ်ပါပြီးတော့ဒီ projection mapping မှာလုံးဝအဓိကကျပြီးတော့လိုအပ်တဲ့အရာတစ်ခုရှိပါသေးတယ်အဲ့ဟာလုံးဝကောင်းမွန်တဲ့ storytelling တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့က storytelling တစ်ခုကိုကောင်းမွန်တိစောက်မယ်ဥပမာပြောရလို့ရှိရင် Christmas မှာဆိုလို့ရှိရင်လည်းChristmas ဘူဘိုးရရောက်လာတဲ့ဟာမျိုးတွေကို animation တွေ video တွေလက်ပုံတွေဒီ sound effect တွေလုံးဝပေါင်းစပ်ပြီးတော့ပူဇာကောင်းမှုကြီးစီနီယာနင့်ဝင်တဲ့အတွေ့အကြုံတစ်ခုကိုဖန်တီးမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ projection mapping ကိုဘယ်လိုမျိုးနေရာတွေမှာပြုလုပ်လို့ရတယ်။ဘယ်လိုမျိုးနေရာမှာပြုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ကလုံးဝကြီးမားတဲ့အဆောက်အအုံတွေကျွန်တော်တို့ရဲ့မျက်နှာကျွန်တော်တို့လူမျက်နှာတွေနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်တွေမှာပြုလုပ်လို့ရတယ်။ပြီးတော့ကျွန်တော်တို့မျက်စိရှေ့မှာရှိတဲ့အရာဝတ္ထုတွေစရှိတဲ့နေရာမျိုးမှာပြုလုပ်ရပါတယ်။ကျွန်တော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျက်နှာပေါ်မှာမီးတွေလင်းလာတာမျိုးဆေးရောင်တွေချဲ့လာတာမျိုးပြီးသွားလို့ရှိရင်အကောင်တကောင်ကကျွန်တော်တို့မျက်နှာကနေဖြတ်သွားပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာရှောက်သွားနေရမျိုးတွေကိုဖန်တီးလို့ရတယ်ကျွန်တော်တို့မှာဒါ storytelling တစ်ခုသာရှိမှဆိုလို့ရှိရင်ဒီနည်းပညာနဲ့ဒီအမှုပညာကိုပေါင်းစပ်ပြီးတော့လုံးဝစီးမျောနင့်ဝင်တဲ့အတွေ့အကြုံမျိုးတွေကိုဖန်တီးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ projection mapping ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောသွားပြီးမျိုးပဲဒီ projector ကနေထွက်လာတဲ့ lighting တွေကနေပြီးတော့ကျွန်တော်တို့ရုပ်ချင်တဲ့အရာဝတ္ထုတွေပေါ်မှာ storyline တစ်ခုနဲ့အခြေခံပြီးတော့ animation တွေ video တွေထပ်ပေါင်းပြီးတော့သူကလုံးဝစီးမျောနင့်ဝင်တဲ့အမှုပညာတစ်ခုကိုဖန်တီးပေးပါတယ်ဥပမာထားပါတော့ကျွန်တော်ကရန်ကုန်မြို့ထဲကမြို့တော်ဝင်ခမ်းမကိုကျွန်တော်က projection mapping လုပ်မယ် projection mapping လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဦးဆုံးဒီအဆောက်အုံတစ်ခုလုံးရဲ့အတိုင်းအတာတွေပြီးတော့သူ့ရဲ့ shape တွေနဲ့အချိုးအကွေ့တွေကိုကျွန်တော်တို့ကသိဖို့လိုတယ်အဲ့လိုသိဖို့အတွက်ကျွန်တော်ကဒီအဆောက်အုံတစ်ခုလုံးကိုစကန်ဖတ်ဖို့လိုရပါတယ်ဒီစကန်ဖတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီရရှိလာတဲ့အတိုင်းအတာတွေအချက်လက်တွေကျွန်တော်တို့ဒီ storyline ဖန်တီးမယ် designer တွေဆိုကျွန်တော်တို့သွားအပ်မယ်ဒီဇိုင်နာတွေကနေပြီးတော့ဒီအဆောက်အအုံနဲ့ကိုက်ညီမှုရှိတယ်
visual တွေ storytelling တွေကိုသူတို့ကဖန်တီးပြီးတော့အလုပ်လုပ်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကွန်ပျူတာရဲ့ရှိပြီ storytelling လည်းရပြီ projector လည်းရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်လို့ရတယ်လားမရသေးဘူးကျွန်တော်မှာဒီ projection mapping ကိုအသုံးပြုလို့ရတဲ့ software အများကြီးရှိတယ်အဲ့ဒါတွေကကြတော့ heavy and ဘာလို့ရှိရင် text designer map mapper အစရှိတဲ့ software အများကြီးရှိပါတယ်အဲ့ဒီကနေမှာကျွန်တော်က map mapper software ကိုအသုံးပြုပြီးတော့တစ်ခုကိုစမ်းပြမယ်ဒီ video ဆုံးတာနဲ့ကျွန်တော်ပကြီးကားတစ်ချက်ကို map mapper အသုံးပြုပြီးတော့ projection mapping လုပ်ပြပြန်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီ projection mapping ကိုအခြားနေရာတွေမှာလည်းအသုံးပြုလို့ရပါသေးတယ်။အဲ့ဒီနေရာတွေကကြတော့ကျွန်တော်တို့ Olympic ဖွင့်ပွဲလိုနေရာမျိုးတွေမှာအသုံးပြုလို့ရတယ်။ဒီ Olympic ဖွင့်ပွဲလိုမျိုးလူအများကြီးလာတဲ့နေရာမျိုးတွေမှာကျွန်တော်တို့က projection mapping ကိုစင်ရဲ့နောက်ခံ background အနေနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်အောက်ခြေမှာဖြစ်ဖြစ်ထားပြီးတော့အသုံးပြုလို့ရတယ်။ဥပမာထားပါတော့ကျွန်တော်ကဒီလိုမျိုး story line တစ်ခုစဉ်းစားကြည့်အောင်။ကျွန်တော်က Olympic ဖွင့်ပွဲလိုနေရာမျိုးမှာမီးတော့အများကြီးတွေပေါ်လာမျိုးတွေမီးကန်းတွေအများကြီးဖောက်တာမျိုးကိုကျွန်တော်တို့က projection mapping မှာအသုံးပြုလို့ရတယ်ပြီးတော့ဒီ projection mapping ကဒီပွဲကိုလာရောက်တဲ့သူတွေရဲ့ attention ကိုလုံးဝဖမ်းဆားနိုင်မှာဖြစ်ပါတယ် product style လုပ်တဲ့နေရာတွေမှာလည်းဒီ projection mapping ကိုအသုံးပြုလို့ရတယ်ပြီးတော့အခုနောက်ပိုင်းမှာနည်းပညာတိုးတက်လာတဲ့နေရာစားတောက်ဆိုင်တွေမှာပါဒီ projection mapping ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတယ်ဒီအနောက်တိုင်းနိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစားတောက်ပွဲတစ်ခုကိုမှာပြောလို့ရှိရင်အချိန်ကြာမြင့်စွာစောင့်စားအဲ့ချိန်တွေမှာဆိုလို့ရှိရင်သူတို့ကဒီ projection mapping ကိုအသုံးပြုပြီးတော့စားသုံးတဲ့လူတွေစောင့်စားတဲ့အချိန်တွေမှာဒီစိတ်ရှည်ဖို့နဲ့သူတို့ဒီဟင်းပွဲတွေကိုကောင်းမွန်စွာစားတောက်နိုင်ဖို့ပဲ story line တစ်ခုဖန်တီးပြီးတော့ဒီ projection mapping ကိုအသုံးပြုလာကြတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီစားတောက်တဲ့ခုံတွေပုံမှာဒါမှမဟုတ်လို့ရှိရင်စပွဲတွေဒီပကံပြားရဲ့ပုံမှာ projector တွေထိုးပြီးတော့ projection mapping အသုံးပြုတယ်ဥပမာထားပါတော့ကျွန်တော်တို့ကပင်လယ်စာသွားစားမယ်လည်းဆိုပါတော့เนาะပင်လယ်စာသွားစားမယ်ဆိုလို့ရှိရင်ဒီ story line ကလုံးဝပင်လယ်ရေရောက်ထဲကိုရောက်သွားတာမျိုးနောက်လို့ရှိရင်ငါးလေးတွေပဇွန်လေးတွေဒီပကံပုံမှာခုံပေါက်ပြေးသွားနေတာအဲ့လိုမျိုးစီမျောနစ်ဝင်တဲ့ story line တစ်ခုဖန်တီးလိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကြည့်ရှုရတဲ့သူတွေကလုံးဝဝါကနေဖြစ်ပြီးတော့အံ့အားသင့်စေပြီးတော့စောက်စားရဲ့အချိန်ကိုလည်းကျွန်တော်တို့တော့မသိပဲနဲ့ကောင်းမွန်စွာပုံဆုံးဖြတ်တန်းသွားနိုင်ပါတယ်နောက်တစ်ခုက concept လိုမျိုး show ပွဲအဲ့လို show ပွဲတွေမှာဆိုလို့ရှိရင်လည်း projection mapping ကိုလုံးဝတွင်တွင်ကျယ်ကျယ်နဲ့အသုံးပြုလာကြတယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့ကဒီ show ပွဲမှာဆိုလို့ရှိရင် dance performance ကိုအခြေခံပြီးတော့လူတွေရဲ့ attention ကိုဖန်ဆားကြတယ်အဲ့မှာဆိုလို့ရှိရင်ဒီ projection mapping ကသူတို့ရဲ့သချင်းတွေနောက်ခံတီးလုံးတွေကိုလုံးဝ enhance ဖြစ်စေပါတယ်ပြောရလို့ရှိရင်ဒီ video promotion လုပ်တာမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီ projection mapping ရဲ့ story line ကိုအခြေခံပြီးတော့ sound effect တွေပြီးသူ့ရဲ့ဇာတ်ဝင်ခန်းတွေကိုပို့ပြီးတော့ enhance ဖြစ်စေပါတယ်နောက်ဆုံးတစ်နေရာကတော့ကျွန်တော်တို့ပကြီးပြခန်းနေမှာပါပကြီးပြခန်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရိုးရိုးတနက်ဒီပကြီးကားတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်နည်းနည်းလေးဘုံရင်းဖြစ်တယ်ဗျာအဲ့လိုမျိုးနေရာမျိုးတွေမှာကျွန်တော်တို့ကဒီ projection mapping ကိုဒါအသုံးပြုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝဒီပကြီးကားတွေကိုရောက်ရှိသွားသလိုမျိုးခံစားချက်ပုံရပြီးတော့ဒီပကြီးကားရဲ့အနှစ်သာရကိုပို့ပြီးတော့စီမျောနစ်ဝင်တဲ့ခံစားမှုမျိုးနဲ့ခံစားလို့ရစီပါတယ်ကျွန်တော်အရှိမပြောခဲ့သလိုမျိုးပဲကျွန်တော်ပကြီးကားတစ်ချက်ကို projector ထွက်လာတဲ့အလင်းနေနဲ့ real time animation တွေလုပ်ပြပါမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီပကြီးကားပေါ်မှာကျွန်တော်တို့က map mapper software ကိုအသုံးပြုပြီးတော့လုံးဝတစ်ချိန်တည်းမှာပဲ animation တွေထည့်သွားပြီးတော့ဒီပကြီးကားကိုပို့ပြီးတော့immersive ဖြစ်အောင်ကြည့်ရလူအနေနဲ့ပို့ပြီးတော့ရုပ်လုံးကြွအောင်လို့ဒီ map mapper software အကူအညီပေးနိုင်ပါတယ်ဟုတ်ပြီအခုဆိုလို့ရှိရင်ကျွန်တော် map mapper software ကိုအသုံးပြုပြီးတော့ဒီပကြီးကားပေါ်မှာ projection mapping လုပ်ပြသွားဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအခုဆိုလို့ရှိရင် projection mapping အကြောင်းကိုတော်တော်လေးကိုနားလည်သဘောပေါက်အောင်မယ်လို့ယုံကြည်ပါတယ်နောက်လာမယ်ဒီပညာ update တွေကျွန်တော်တို့ရဲ့ Run Wonder page နဲ့ channel ကို like and follow လုပ်ထားဖို့မရပါဘူးเนาะအားလုံးပဲဆက်တာပါ